နှစ်ခန်းပါမယ်တစ်ခန်းပါဆိုလို့ရှိရင်ဒီမှာတစ်ခန်းလည်းအကျယ်ကြီးရတယ်ဒါတော့မှနော်အဓိကကခုနမပြောချင်တာလှေကကွင်းကိုနှစ်ပေခွဲသုံးပေလောက်နောက်ဆုံးလိုက်တဲ့အချိန်မှာဘယ်လိုခန်းစားချက်မျိုးရသွားစေလဲဆိုတဲ့အခါကျတော့ဒီခန်းမှာ study table တတ်ထဲကြမလို့ဒီမှာ study table လေးမမြင်ရအောင်မလားဒီမှာလေး study table လေးတတ်တီးတန့်ပါပါတယ်တီးတန့်ပါပါတယ် laminate ကတော့ဘယ်လို gray သုံးပေးထားတယ်ဒီဟာကျတော့အကျုံးဝါရောင်လေးနဲ့သုံးလာပေါ့နော်ဒီမှာပြီးလို့ရှိရင်အန်ဆွဲလေးတွေဒီမှာမပြောလို့ပါတယ်ဟာအန်ဆွဲလေးတွေပါမယ်ဒီဘက်မှာအန်ဆွဲတစ်လုံးပါမယ်ပေါ့နော်ဒါဒီမှာ study table လေးဒီလေးကဝင်လေးမှာပဲလုပ်ထားတာတော့နေရာလဲမယူတော့ဘူးဒါလည်းဒီလိုလေးလုပ်လိုက်သူ့ဘက်သူထဲကိုဝင်မဲ့ဟာလေးပေါ့နော်ဒီမှာပစ္စည်းတွေတင်လို့ရမယ်ဒီမှာကျတော့အပေါ်မှာ wardrobe ကလေးတွေလိုအပ်တဲ့ဆာဗတ်စာတန်းကိုနဲ့သက်ဆိုင်တဲ့ဟာကိုခုံထည့်လို့ရတယ်နော်ဒီလိုမျိုးရှိမှာဒါအဲ့ခန်းမှာဒါဆိုလို့ရှိရင်ဒါ study table အတွက်တီးတန့်ဟိုကနေဖိတ်ဆရာမလို့တော့ဘူးဒီကနေပြီးတော့ပဲတန်းပြီးတော့ဖွင့်လိုက်ဒီမှာခုံလေးချလိုက်လို့ရှိရင်ဒီမှာစာကြည့်တယ်ဒါတီးတန့်ပါတယ်ဘယ်လိုကနေပြီးတော့ဒီမှာ aircon ကိုလည်း service data လေးလုပ်ပေးထားတယ် aircon ဆိုလို့ရှိရင် pipe တွေကိုလည်းတွလို့တွဲလောက်နေမဖြစ်အောင်လို့မပြောတခါတယ်ဒီမှာ pipe တွေကိုတိတိကျကျလေးဒါလုပ်ပေးထားတယ်ပေါ့နော် pipe တွေကိုချိုးတာပေါ့ဒါပေမဲ့အဓိကကတော့ pipe တွေအဲ့လောက်ချိုးလိုက်ရတဲ့အတွက်ကြောင့်မပြောကြီး pipe ပိုလေးတော့ကုန်သွားပါတယ်ဒါပေမဲ့ကြီး pipe ကူးလို့ရှားနေတဲ့ကာလမှာတော့မပြောကြီး pipe ကိုရအောင်လို့မပြောစီစဉ်ပေးထားတယ်ပေါ့နော်အဲ့ကနေဒီထဲဝင်လာတဲ့ခါကျလို့ရှိရင်မနေ့ကအခန်းတုံးကကျတော့အခန်းဖွဲ့တာကဒီပရင်းပေါက်ဘက်မှာဖဲတာဒီအခန်းကျတော့ပရင်းပေါက်ဘက်မှာဖွဲ့တာမဟုတ်တယ်ဒီဘက်မှာဖွဲ့တဲ့အတွက်ကြောင့်မပြောသလိုမျိုးဒီမှာဒီလိုမျိုးတကားပါရတယ်မနေ့ကအခန်းဆိုလို့ရှိရင်တကားထည့်ကြပရင်းပေါက်ထည့်ကြမလို့တော့ဘူးလေသူကတူဒီဘက်ပရင်းပေါက်ကဒီဘက်တစ်ချက်မှာရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲဆိုပြီးဒီဘက်ခန်းနဲ့ဝင်မယ်နော်ဒါကနောက်ပြီးဝင်တဲ့အညော့လို့တကားလေးပြီးမှပြဒါမှပြီးတော့ဒီဘက်ခန်းနဲ့ဝင်မယ်ဒီအခန်းမှာတော့ခုနမပြောသလိုပဲအပေါ်ကကျတော့ privacy မှန်အောက်ကကျတော့လိုင်းများနဲ့သုံးပေးထားရတာဒီလက်ကင်ပြီးတော့ပေါ့နော်ဒီတော့ဝင်လိုက်တဲ့အခါကျတော့ဒီမှာဒီလိုမျိုးခုထည့်သလိုမျိုးအိတ်တွေအင်ကြီးတွေအလားစင်တဲ့ဥစ္စာတွေတခါတည်းဝင်လို့ရတယ်ဒါကကျတော့ဒီမှာဒါဂရင်ရဆောက်ပြီးတော့တခါတည်းလုပ်ပေးထားတာပေါ့နော်ဒါဂရင်နဲ့ customize ပါပဲဂရင်အောင်မှာမပြောလို့ပစ္စည်းတွေအထားဆိုထည့်လို့ရအောင်လို့ဒီမှာအန်ဆွဲတွေပါတယ်အန်ဆွဲတွေပါပါတယ်ဒီမှာအန်ဆွဲတွေပါပါတယ်ဟိုဘက်ဒီဘက်အန်ဆွဲတွေဆိုလို့ရှိရင်မပြောလို့တိုလီဖာလေးတွေကုန်ထည့်လို့ရတယ်ပို့ရလဲဝယ်ခိုင်းတဲ့ကြောင့်မပြောလို့ပို့ရတွေရောအဲ့ခလုံးတွေတခါတည်းဝယ်ပေးထားရတာပေါ့နော်အဲ့ဒါလေးရှိနေဒီအားသာမှန်နေကောင်ပေါ့ dressing table လေးပေါ့ dressing table လေးမှာဆိုလို့ရှိရင်ဒီမှာပစ္စည်းတွေအကုန်လုံးတင်လို့ရတယ်မှန်ရတယ်အပိတ်ဖွင့်လို့ရတယ်ဒီမှာဒါ dryer တော့ပေါ့နော် dryer ပြီးပြီးတစ်ခုခုလုံးချင်တာအားသွင်းတာကလေးအကုန်လုံးသွင်းလို့ရမယ်ဒီမှာအန်ဆွဲသုံးလုံးဘယ်လိုပါမယ်ပြီးတဲ့အခါကျဒီမှာလည်းအန်ဆွဲပါတယ်နော်ဒါမျိုးလုပ်ပေးထားပါတယ်ဒါကတော့ဒီခန်းမှာသုံးတဲ့ wardrobe ကြီးပါ wardrobe ကြီးမှာဆိုလို့ရှိရင်ဘယ်လိုလို့ဒီမှာအန်ဆွဲတွေအကုန်လုံးပါပါတယ်အန်ဆွဲလေးဆိုလို့ရှိရင်အကြီးကြီးတွေပါတဲ့အတွက်ကြောင့်ပစ္စည်းတွေအများကြီးထည့်လို့ရတယ်ဒီမှာဒါပြီးရင်တော့သူကဒီလိုမျိုးဒီလိုတွန်းလိုက်လို့ရှိရင်ဒီနားနေဆိုလို့ရှိရင်အများကြီးလို့အုံးဆိုအဲ့လိုမျိုးတွန်းလို့ဆရာမလို့လေနဲ့သူကသူပြန်ပြီးတော့ရှောက်လန်းနေပြန်ပြီးတော့ဒီလိုမျိုးဆိုလို့ရှိရင်သူကသူပြန်ပြီးတော့ကတ်သွားတဲ့ပုံစံမျိုးပေါ့နော်ဒီတကား၃ချက်လုံးကတော့အရှင်ဒါအရှင်ပေါ့နော်တကား၃ချက်လုံးကအရှင်ပါဒီမှာကြိုက်တဲ့ဘက်ကိုမပြီးလို့ဆွဲလို့ရတယ်ဒါဒီမှာဒီလိုဆွဲလို့ရတယ်ဒီဘက်မှာလည်းအန်ဆွဲ၃လုံးပါတယ်အများကြီးထည့်လို့ရနော်ဟိုကတော့ဒီကအကြီးပဲဒီမှာအန်ဆွဲ၃လုံးအရှင်ပါဒါပဲပြောဖွင့်တဲ့ပုံစံတော့မှားနေမလားမသိဘူးပြီးတဲ့ခါကျလို့ရှိရင်တို့ဗီဒီယိုတစ်ခြားရိုက်ပါမယ်အားရိုက်ပြီးရတဲ့ခါကျတော့ဗီဒီယိုဒီမှာဗတ်မားလို့ရှိရင်ကြက်ဟောဒီလိုဟောဒီလိုဟောဒီကြာနော်ဒီလိုမျိုးလုပ်သွားမယ်နော်ပွဲတော့